ကျွန်တော်မှရှိရဲ့ One Piece ထဲက Luffy တို့ crew ရဲ့အယုတ်လေးကြည့်အောင်ဒါကတော့ Sunny ရဲ့ WCF version ထင်တယ်ဒီကောင်လှတယ်ဈေးလဲကျွန်တော်ဝယ်တော့ပေါ်တယ်8000လောက်ပဲကြာတယ်အခုနောက်ပိုင်းတော့ဈေးတော်တော်တက်နေပြီပြောတယ်ဒီကောင် Alex Studio က Sanji အနောက်မှာဒါ Domination Studio က Robin အဲ့ Robin ကအမတ်တရလေးရှိတယ်ဒီအောက်မှာပါတဲ့ Domination Studio ဟာရဲ့အောက်မှာကျွန်တော်နာမည် Woofy ဆိုတာက Studio ကနေပြီးထည့်ပေးထားတယ်ပြီးတော့ဒီကောင်ကနာမီက Alex Studio ကနေလာတဲ့နာမီဒီကောင်လေးကလှတယ်ဟိုရုပ်ထွက်လဲတော်တော်လှတယ်ဒါပေမဲ့အဝတ်တဲ့ပုံစံလေးကနည်းနည်းလေးရိုင်းသလိုဖြစ်တယ်ဒါပေမဲ့မသိတာပါဘူးဒီအနောက်ကဒါလေး၃ရုပ်ကတော့ကျွန်တော်ဂါချာနေပေါက်ထားတဲ့အယုတ်ကလေး၃ရုပ်လက်ဆောင်ရထားတာအဲ့တော့ပေချာကိုကျွန်တော် GK တွေနေရာမှာကျွန်တော်တတ်မှုထားတာအဲ့၃ရုပ်ကိုဒီမှာထားရင်ထားမယ်မထားရင်ကျွန်တော်ရဲ့ DXF တွေစုတဲ့ဆင်မှာထားရင်ထားမယ်ကျွန်တော်နေရာပြန်ချိန်နေတော့အခုလောလောဆယ်တော့ဒီမှာလှလို့ဒီမှာထားတယ်ဒါ Alex Studio ရဲ့ Sanji ဒီအောက်မှာ Queen ရဲ့လက်ကြီးပါပါတယ်ဒါကကျွန်တော်80 degree figure ကမွေးနေ့လက်ဆောင်ပေးထားတဲ့ Luffy ပြတုတ်ခံထားတဲ့အယုတ်ကလေးဒါကတော့ထုံးစံတိုင်း Luffy အယုတ်ဒီကောင်ကကျွန်တော်တို့ Wano မှာ Luffy တုတ်တော့မယ်ဆိုပြီးဝင်လာတော့အစီးပေါ့နော်တော်တော်လေးလှတယ်ဒီကောင်ဆိုလို့ရှိရင်လည်းဒါ Wano Zoro ပဲပြောရမှာပေါ့ Wano Zoro scene တော်တော်လေးလှတဲ့အယုတ်လေးတွေပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ထုံးစံတိုင်း Going Merry ပြီးတော့နောက်မှာ VV ပေါ့နော် VV ကတော့ကျွန်တော်စိတ်ထင်ကျွန်တော်နောက် Chopper နဲ့ဟိုဟာနဲ့နောက်တစ်ယောက်နဲ့လာမယ်ပြီးတော့ Luffy ရဲ့ tank crew လာမယ်ဆိုရင်တော့ကျွန်တော် VV ကိုဒီဘက်ကနေထုတ်ပြီးဒီဘက်စင်ထဲကိုပြောင်းထည့်ရမယ်ထင်တယ်လောလောဆယ်တော့ဒါ VV ကိုကျွန်တော် crewmate လို့ပဲယူဆတော့ crew list ထဲမှာထည့်ထားတယ်အနောက်ကတော့ Fantasy Studio ရဲ့ဥစွပ်ပေါ့နော်တော်တော်လေးလှတယ်မိုက်လဲမိုက်တယ်ဒီမှာတော့ထုံးစံတိုင်းကျွန်တော်ရှေ့ရက်ကဝယ်ထားတယ် Brook GK ဒါကတော့ကျွန်တော်ရဲ့ပထမဆုံးစဝယ်တဲ့ DT Studio က Frankie ပေါ့နော်ကူးလည်းဖြစ်တယ်မိုက်လည်းမိုက်တယ်ဟိုးနောက်ဆုံးမှာထဲနေရပဲဒီကောင်ဆိုင်ကယ်ကြီးနဲ့ဟိုမြန်မာမှာတိတ်ဆုတဲ့လူမရှိဘူးဗျာအဲ့ဒီရုပ်ကဒါပေမဲ့တော်တော်ကြီးကိုလာတဲ့ Frankie လည်းပါတယ်အကြီးလည်းအကြီးပဲကျွန်တော်အယုတ်တွေထဲမှာအလေးဆုံးဒုတိယအလေးဆုံးအယုတ်ထဲဒီကောင်ပါတယ်ဆိုတော့ဒါကျွန်တော်စီမှာရှိရဲ့ One Piece crew တွေပါအဲ့ဒီက Luffy တို့ crew ပေါ့နော် Okay ပါ bye bye ပါ